မင်းတို့ပုံဝင်တဲ့ဘုတ်ပြောပြမယ်တခါကလမ်းမှာဥတူကြာနေဘသူဥမှန်းလည်းမသိဘူးဘာကောင်လေးမှန်းလည်းမသိဘူးဒါနဲ့မြင်းနဲ့ကျမကြီးတကောင်ကဥကိုမွေးစားလိုက်တယ်လာရီကြတော့ဥလေးကအကောင်ပေါက်လာပြီးအရွယ်ရောက်လာတယ်တရက်ကြတော့သူတို့နှစ်ယောက်ရေကန်ဘေးနားကလမ်းလျှောက်သွားရင်လည်းတိမ်ညက်တကောင်အပေါ်ကပြန်သွားတာကိုတွေ့လိုက်တယ်တွေ့တဲ့ချိန်ကျတော့ဥလေးကပေါက်လာတဲ့ကောင်လေးကမေးတယ်မင်းမေးသားလည်းအဲ့လိုတိမ်ညက်ကြီးလို့ပြန်ကျင်တယ်ပြန်လို့ရမလားဒါနဲ့ကျမကြီးကပြန်ပြောတယ်သားမင်းကကြက်ဆိုတော့ပြန်လို့မရဘူးအဲ့ဒီနေရာစားပြီးအဲ့ဒီအကောင်လေးဟာကြက်တွေလိုပဲနေထိုင်သွားရတော့တယ်ဒါပေမဲ့အဲ့ဒီဥပအကောင်လေးဟာတခုခုမားနေတယ်လို့တခုခုနဲ့ရှမ်းရှိုင်းလိုနေတယ်လို့ခံစားနေရတယ်မြစ်လပေါင်းများစွာကြာသွားခဲ့တယ်ဒီရက်မှာအဲ့ဒီအကောင်လေးဟာတယောက်တည်းရေကန်ဘေးမှာလမ်းလျှောက်နေခဲ့တယ်မတ်မတင်တိမ်ညက်တိုက်ပြန်တန်းနေရကိုတွေးလိုက်တယ်ဒီတစ်ခါမှာတော့အဲ့ဒီအကောင်လေးဟာဘသူ့ကိုမှခွင့်တောင်းမနေတော့ဘူးအတောင်းတွေကိုဖြန့်လိုက်တယ်အသက်ပြင်းပြင်းရှူပြီးလေထဲကိုတဟုန်လိုပြေးတက်လိုက်တယ်အံ့ဩစရာကောင်းလောက်သူအောက်ကိုပြန်မကြခဲ့ဘူးသူ့လေးပေါ်မှာပြန်ဝဲနေပြီလူတွေဟာသူတို့ရဲ့တစ်ဖက်ကန်းအထင်အမြင်တွေနဲ့မင်းကိုဝေဖန်ကြလိမ့်မယ်မင်းကဘလို့လူဆိုပြီးတော့ဆုံးဖြတ်ကြလိမ့်မယ်ဒါပေမဲ့မင်းကိုယ်တိုင်ကသာမင်းဘလို့လူမင်းရဲ့တန်ဖိုးအစစ်မှန်ကိုမင်းရှာဖွေနိုင်မှာဘသူကမှမင်းကိုပေါင်ခတ်တာမခံပါနဲ့ကြိုးစားပါတင်ယူပါပြန်တန်းလိုက်ပါကောင်းကြီးကအကန့်အသတ်မရှိပါဘူးမင်းဘာကောင်လဲဆိုတာပြောပြလိုက်ပါအမြင့်ဆုံးကိုပြန်တန်းလိုက်ပါ